ကျွန်တော် log in ဝင်မယ် yes ဒါ local ပေါ့နော် local ဒါတော့ local ဖြစ်ပါတယ် online တော့ online မတည့်ရသေးဘူးဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီလိုမျိုးဒါနောက်ဆုံးဒီ last 7 day မြင်ရမှာပေါ့နော် report လေးမြင်ရမယ်ဒီမှာ revenue ပါမယ်ပြီးရင်ဒီမှာ run ကျွန်တော် run နော်ဒီပိုင်းဆို run ဘယ်နှခါဒီမှာဆို3တွင်3ပေါ့နော် sorry 3% ဖြစ်တယ်အခန်းပြောင်းလိုက်ပြီပေါ့နော် manager view မှာတော့manager view မှာမဟုတ်ထားပါနော်ဒီမှာတော့သူအခန်းနဲ့ပါနော်အဲ့ဒါ6ခန်းဒီကောင်ကတော့ဒါ monthly report ပေါ့နော် monthly report ဆိုတော့ဒီ January တို့ February တို့ဆက်သွားပြီပေါ့နော်စပြောတယ်နဲ့ဟိုရောက်ရောက်ဖြစ်တယ်ကျွန်တော် log in ဝင်မယ်ဆိုရင်ပထမဆုံးဒီ dashboard ကိုမြင်ရမယ်ပေါ့ကျွန်တော်ဒီပေါ်မှာဟိုရှိရပေါ့နော်menu အားလေးရှိတယ်ဒါကတော့ owner account နဲ့ဝင်ထားတာပေါ့နော် owner account ရယ် manager account ရယ်ဆိုပြီးနှစ်ခုရှိတယ်အဲ့တော့ဒီမှာ dashboard မှာကျွန်တော်ဝင်လိုက်ရင်ပထမဆုံးဒီလိုမျိုးတွေ့ရမယ်ပေါ့ဒီအခန်းအခုဆိုရင်ဒီနေ့ရှိတဲ့အခန်းစသဖြင့်ပေါ့နော်ဒီလိုမျိုးလေး revenue today ဒါကတော့6ရတယ်6လောက်သွားတဲ့အခါလေးပါရတဲ့စံပေါ့နော်အဲ့တော့ဒီလိုမျိုးကျွန်တော်တို့ရမယ်ဒါ last 7 day ပေါ့ကိုကအဲ့ဒါမှကိုလိုချင်တဲ့ date လိုက်ကိုယ့်ဘက်ကိုကြည့်ချင်တယ်ဆိုရင်လည်းဥပမာဒါဆိုရင်အောက်တိုဘာတစ်လလုံးပေါ့အဲ့တော့အောက်တိုဘာတစ်လလုံးသာဖြစ်သွားနော်မဟုတ်ကိုကခုနကလိုတရက်ကနေ9ရက်နေ့အထိပဲဒါဆိုတရက်နေ့ကနေတော့9ရက်နေ့အထိပေါ့ဒီလိုမျိုးလေးရအောင်နော်ဒီရက်နေ့နဲ့9ရက်နေ့ကြာဒါ4ရက်နေ့မှာရတယ်လို့စသဖြင့်အဲ့လိုမျိုးကျွန်တော်တို့ကြည့်လို့ရဒီမှာ calendar ကကြတော့ဒါဒီဒါဆိုနိုဝင်ဘာခုရောက်နေတဲ့လကိုသူပြမှာပေါ့နော်နိုဝင်ဘာလဖြစ်တဲ့အတွက်နိုဝင်ဘာပြမယ်ပြီးရင်ဒီထဲမှာဒါကျွန်တော်တို့ဘယ်လိုပြောလဲဒီနေ့တွေမှာပေါ့နော်ဒါ Monday ဆိုရင်ဒါ2ယောက်ရှိရောEE ရဒါ Tuesday ဆိုရင်လည်းအဲ့လိုပဲဒီရလဲဒါရှိသေးတယ်ပေါ့နော်ဒီရဒီမှာဆိုရင်6ရက်နေ့ထိသွားရတယ်ပေါ့EE ဆိုလဲ EE က Monday Thursday ပြီးရင်ဒီဆိုရင် West Tuesday ပြီးရင်ဒီမှာ Monday ပြီးရှင်းလို့ရှိတယ်ပေါ့နော်ဒီမှာဆိုရင်ဒီနေ့မှာဆိုရင်ဒါဒီနေ့ဆိုရင်တော့သူကဒီနေ့ထွက်တာပေါ့နော်6ရက်နေ့ဆိုရင်တော့သူဒီကထွက်ပြီပေါ့ဒီမှာ EE ဆိုတော့မရှိတော့ဘူးပေါ့နော်ဒီရှိမယ်မွန်ရှိမယ်ဒီရှင်းလဲထွက်ပြီပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်ရှိမယ်ဒီနေ့9ရက်နေ့နဲ့10ရက်နေ့ဆိုရင်သူပေါ့နောက်မှာပုံစံလေးရကြတော့ဒါဆိုရင်သူကဒါကတော့ကျွန်တော်အစမ်းထည့်ထားတယ်ပေါ့နော် reality ကြောမဖြစ်ဘူးဒီကောင်ဆိုရင်ဒီပုံလေးတီးရဲ့နောက်မှာဆိုရင်ကျွန်တော်ပုံလေးပါဒီပုံလေးပါပေါ့နော်ဒီပုံလေးတွေပါအပုံလေးတွေကြတော့သူကဒီပေါ်တော့ကတော့ hotel ပုံလေးကဒါ check in ဝင်တယ်ဒီကောင်ကကျတော့6ဖြစ်သွားတယ် complete ဖြစ်သွားပြီနော်ဒီဟာလေးကကျတော့သူကဒါ pendy ဖြစ်နေပေါ့နော်သူက reservation ချိန်နေလောက်ရှိသေးတယ်ဒါမျိုးဆိုရင်သူကဒါ cancel လုပ်သွားတယ်အဲ့လိုမျိုးပြောလို့ရဟုတ်နော်အဲ့လေးကတော့ထဲနဲ့သူ့ဘက်ကပေါ်သွားမယ့်ဟာလေးပေါ့နော်ဟိုတိတ်ပြီးတော့ကိုသုံးရမယ့်ဟာဒီကောင်ကတော့ဒါowner ဖြစ်တဲ့အတွက်ဒီကောင်က report view ပေါ့ report ကြည့်တဲ့ဟာတက်ပဲပေါ့နော်ဒီမှာကျွန်တော်တို့ဒါgrant နဲ့ကြည့်မယ်ပြီးရင်calendar ကြည့်မယ်ဒါဆို calendar ကြည့်ပြီးရင်လည်းကျွန်တော်သိလို့ရအောင်နော်ဒါဆိုရင်ဒါလအလိုက်ဒါကြည့်မယ်ပေါ့နော်လအလိုက်ကြည့်မယ်လအလိုက်ဝင်ငွေကြည့်မယ်ပြီးရင်ဒါအခန်းရောင်းရမှုကြည့်မယ်ပေါ့နော်မြန်မာလဆိုရင်ကျွန်တော်တို့6ခန်းဆက်ပြီးpayment အရဆိုရင်ဒါအောင်မှာဒါအဲ့ပေါ့နော်ဒီမှာဆိုရင် KVZ pay ရှိမယ် cash ရှိမယ်ဒီအစိမ်းလေးဆိုရင်ဒါ bank transfer ပေါ့နော်ဒါ area pay ရှိမယ်ဆက်တယ်ပြီးရင်သူကဥမာကိုကနောက်ကြာလာတဲ့အခါကျရင်ဒါ2024မှာဘယ်လောက်ဖိုးရောက်အောင်လဲဆက်ပြင်ကျွန်တော်ကြည့်လို့ရအဲ့တော့ကျွန်တော်ဒီကဟို manager view ကြည့်မယ်ဆိုတော့
manager view မှာကြတော့ကျွန်တော်တို့ပထမဆုံးဒီလိုပေါ်မယ်ပေါ့ကျွန်တော်တို့အခန်းတွေပေါ်မယ်ခန်းနေပေါ်မယ်ပြီးရင်အောက်မှာဒီလိုပဲဒါ calendar ပေါ်မယ်နော် manager ကတော့ဒီ owner view ကိုကြည့်လို့မရဘူးနော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ရှိမယ်ဆိုရင်ဒါ date အလိုက်ဟိုဥမာဒီနေ့ဆိုရင်ဒါ auto ကတော့ဒါ today ပေါ်နေမှာပေါ့နော် today ဆိုရင်ခုနဒီတရားရှိတယ်ပေါ့နော်ဒီထဲမှာလည်းပေါ်နေတယ်အေးအောင်လုပ်ပြီးခုနကျွန်တော်အစမ်းထည့်လိုက်တာအဲ့ဒီမျိုးသူ့အတွက်ကိုယ်ကပေါ်ချပေးမယ်ဆိုရင်ဒီမှာ print လေးကိုနှိပ်လိုက်မယ်အဲ့ဒါဒါပေါင်ချထွက်သွားမယ်ပေါ့နော်။ပေါင်ချရပြီ။ကျွန်တော် browser ကဒါမြန်မာသာမမှန်လို့ပေါ့နော်။ပုံမှန်ဆိုရင်တော့ဒါမြန်မာသာမှန်တဲ့ဟာတွေဆိုရင်တော့ကြည့်လို့ရမြန်မာလိုစ။ဒါလေးရပြင်လို့ရတယ်။ကိုလိုချင်တဲ့ invite design လေးပေးပြီးတော့ပြင်လို့ရတယ်ပေါ့။ဟုတ်ပြီတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာreservation ထည့်မယ်ဆိုရင်ကျွန်တော်ဒီကလည်းဒီကလေးနှိပ်ပြီးထည့်ရုံပဲဒါဆိုရင်တော့သူကဒါလုပ်ပြီးသားဖြစ်တယ် ready function ပေါ်တယ်နောက်ရတဲ့သူဆိုရင်ဒီ font လေးပေါ်တယ်ပေါ့နော် font လေးပေါ်တယ်ကျန်တဲ့ဟာတွေကျွန်တော်တို့ဒီဟာတွေကတော့ဒါနှိပ်လို့မရဘူးပေါ့နော်နှိပ်လို့မရဘူးကိုကအဲ့ဒီဟာတွေကိုပြင်နေတယ်ဆိုရင်ဒီ row ထဲမှာကျွန်တော်တို့ပြင်လို့ရတယ်ပေါ့နော်ဒီထဲမှာကျွန်တော်တို့ဒါပြင်လို့ရတယ်ပေါ့ဒါထည့်လို့ရတယ်မရတာတွေဒီထဲမှာပြင်လို့ရတယ်ဒီလိုပုံမျိုးပုံစံတွေပြီးရင်ဒီအခန်းကိုကိုကဒီလိုမျိုးသတ်မှတ်လို့လည်းရတယ်ပေါ့နော်ဥပမာဒါဆိုရင်ကျွန်တော်ကဒီ3ခန်းဥပမာပေါ့နော်ကြာပဲနေလိုက်ပြီးတော့ maintain လုပ်လိုက်ဒါဆိုရင် maintain ဖြစ်သွားပြီပေါ့နော် maintain ဆိုရင်တော့ကျွန်တော်တို့ဒါထည့်လို့မရတော့ဘူးနော်ကိုကအဲ့ဒါကိုပြန်ပြီးတော့ available လုပ်ရှင်းနေဆိုရင်ဒီမျိုးလေးဒါ available လုပ်available ဖြစ်တယ်ပေါ့နော်အဲ့ဒါကလေးလူရှိနေတယ်လူထည့်လိုက်ပြီဆိုရင် auto ဒီလိုမျိုးအယောင်ပြောင်းသွားအောင်ပေါ့နော်အယောင်ပြောင်းသွားတော့ကျွန်တော်လူထည့်မယ်ဒီမှာလူထည့်တဲ့ခါကျရင်လည်းကိုကဥမာကိုယ့်စီမှာရှိပြီးသားလူတွေဆိုတာရှိတယ်ပေါ့နော်ဥပမာကြည့်မယ်ဆိုရင်ဒီထဲမှာ customer ဆိုတာရှိတယ် customer ဒါကိုယ့်စီမှာလာဘူးတဲ့လူတွေပေါ့နော်ဥပမာ EE တို့ mon တို့ထားပါတော့ဒီနာမည်တစ်ခုကိုကျွန်တော်ရိုက်ကြည့်လိုက် dashboard မှာခုနဒီခန်းနံပါတ်3311ဒီမှာ EE လို့ရိုက်လိုက်မယ်ရည်ရှင်ပေါ့နော်လိုအပ်ဆိုရင်သူ့ရဲ့ဖုန်းနဲ့ auto ကျလာတယ်ပေါ့နော်ဒါဆိုသူ့ဖုန်းကရိုက်တယ်မလို့တော့ဘူးခြား information ကိုလိုအပ်တယ်ဆိုရင်ဒီမှာဆက်ဖြည့်လို့ရမယ်ပေါ့နော်ဖုန်းနဲ့လည်းရပါဘောနော်ဖုန်းဆိုရင်လည်းကျွန်တော်တို့ဒီမှာဖုန်းနံပါတ်လေးထည့်ထားပြီးရင်ဖုန်းနံပါတ်နဲ့ရှာလိုက်အဲ့ဒါဒီမျိုးကြတာဒီလိုမရှိဘူးဆိုရင်ကြတော့သူကမရှိတဲ့အတိုင်းပဲသူလူတစ်ထဲမှာဒီ customer ထဲမှာသူကလည်းသူသွားထည့်ပြီး submission လုပ်တဲ့ခါကျအဲ့ကျွန်တော်ဒီမှာကျွန်တော်ထပ်ပြီးတော့လုပ်ကြည့်လိုက်ပါဘောနော်ဒီမှာတော့ကျွန်တော် internet လုပ်လိုက်ပါဘောနော်အဲ့ဒါ reservation create ဆိုတဲ့ဘူးတို့ရပြီပေါ့အဲ့ဒါဆိုကျွန်တော်33ကျန်တက်ပါဒီလိုမျိုးဖြစ်သွားတယ်ဒါလို့ तू ကရောက်လာပြီပေါ့နော်ရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီ reservation ထဲမှာကျွန်တော်တို့အကောင့်ကို manage လုပ်ပါမယ် manage လုပ်မှာတော့ဒီမှာကြော်ဘူးကျွန်တော်တို့ကဒီထဲမှာconfirm ဖြစ်တယ်ဆိုရင် confirm ပေါ့နော် check in ဆိုရင် check in ဒီထဲမှာcheck in ဒါဆို check in ဖြစ်သွားပြီလို့ပြောထားလိုက်ပါနော် okay ဟုတ်ပြီဒါဆိုရင်ဒါကြော်အားဒါ check in ဖြစ်နေပါနော်အဲဆိုရင်ကျွန်တော်တို့ဒီမှာ dashboard မှာကျွန်တော်တို့ကြည့်ရင်ဒီကောင်အပြာရောင်လေးနဲ့ပေါ့နော် check in ဖြစ်နေတဲ့အတွက်အပြာရောင်လေးနဲ့တွေ့ကြဒီမျိုးလေး okay အဲ့ဒါကကျွန်တော်တို့ဒီကောင်reservation နဲ့ပတ်သက်ပြီးတော့ဒီမှာကိုယ်ဒီမှာဖြည့်လိုက်တဲ့ဟာတွေကိုဟိုအတီးဖြစ်ပြီးဆိုရင်ဖြစ်တဲ့အကြောင်းပေါ့နော်အဲ့လိုမျိုး confirm check out cancel စသဖြင့်အကုန်လုံးဒီမှာထည့်ပြီး
ချက်ရင်ချင်းနေတဲ့သူတွေကတော့ချက်ပဲဒါတကယ်လို့6အောင်ဖြစ်သွားတယ်ဆိုရင်ဒီခုနေနော်အဲ့တော့ကျွန်တော်ကဒီမှာချက်အောင်နေပြီမယ်ပေါ့နော်ချက်အောင်ဆိုတာဒီချက်အောင်နေရင်ဘာဖြစ်လာမလဲဆိုရင်ခုန owner view မှာကျတော့ကျွန်တော်တို့ဒီမှာ revenue to တွေမှာဟိုဆန်ရလာမှာပေါ့နော်ဒီမှာဆိုရင်မရှိသေးဘူးအဲဒီမှာဆိုရင်ဒီနေ့ဒါတခါချက်ရင်လောက်လိုက်တဲ့အတွက်ဒီမှာတစ်ပြနော်တစ်ပြဒီမှာဆိုရင်ကျွန်တော်တစ်တိုးလိုက်သူရော confirm ဖြစ်တယ်ဆိုရင်เนาะကျွန်တော်တို့ကအခန်းနှစ်ဖြစ်သွားမှာပေါ့နော်เนาะကျွန်တော်တို့ဒီကအေးအောင်ကိုလည်းကျွန်တော်တို့က check in လုပ်လိုက်မှာပေါ့နော်ဒါဆိုရင်တော့ check in နှစ်ယောက်ဖြစ်သွားပြီဆိုတော့owner view ကနေကြည့်မယ်ဆိုရင်ဒီနေ့ဒါအပိုင်းအနေနဲ့ဒါ2ဖြစ်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့တန်းပေါ်ပါတယ်ဒီကောင်ဒီလိုပေါ်နေနော်ဘာသာမယ်ဖြစ်ပြင်းထားဘာသာကိုပြင်မှုမေးအဲ့တော့ဒီ revenue to တွေကျတော့ဘယ်လိုမျိုးလဲဆိုရင်ဒီမှာကြည့်တယ်ပေါ့ဗျာနော်ဒီကောင်ကတော့ဒါပြဿနာမရှိဘူး revenue to တွေကျတော့ကျွန်တော်6လောက်သွားတယ်အဲ့ဆိုရင်ကျွန်တော်တို့ဘယ်မှာကြည့်မလဲဆိုရင်manager ကနေပြီးတော့သူဒီ reservation ကိုreservation မှာရှိနေတဲ့ဒီလူကိုနော်ဒါဆိုရင်သူ့ကိုကျွန်တော်တို့issue မှာဒါဆိုရင်ဒီ icon လေးပေါ့နော်6ဆိုတဲ့ icon လေးကိုနှိပ်လိုက်မယ်ဆိုရင်ဒါဆိုရင်6စစုပြည့်သွားပြီပေါ့နော်ဒါဆို owner view ကနေကျွန်တော်ပြန်ကြည့်ပြန်တက်လာ20ဒီမှာတိုးလာrevenue ကတော့အဲ့ဒါကျွန်တော်ပြန်ပြီးတော့စစ်ပေးမှာပေါ့နော်ဒီမှာလည်းတိုးသွားတယ်နော်ဒီမှာလည်းတိုးသွားတယ်အဲ့တော့ဟိုမှာတော့ဟောမဖြစ်တာတိုးမလာဘူးโอเคအဲ့တော့ဒီမှာ check in out ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒီမှာဆိုရင်ခုနကကြောချက်ဖြစ်သွားတယ်ဟာဒါဆိုရင် A အောင်ကဒါ check in ပြန်တယ်ဗောနော် payment file တွေပါနေသူရဲ့ run number တွေပါနေဒီထဲမှာအကုန်မြင်ရမှာဗောနော် customer ဆိုရင်ခုနကျွန်တော်တို့ customer list ရှိမယ်daily operation ဆိုရင်ဒါဒီနေ့ဒါဟောဖြစ်တဲ့ဟာဗောနော်ဒီအောင်လို့ကြောလို့ဟာဗောနော်โอเคအဲ့တော့ reservation ကြည့်မယ်ဒါခုန reservation ကြည့်ပါနော်ဒါကြကျွန်တော်တို့ run တွေဒါ manage လုပ်ရပါတော့ run manage ဒီမှာ available ဖြစ်မလားဒါ occupy လား maintenance လားဆိုတော့ဒီထဲမှာတခါလေကျွန်တော်တို့လုပ်လို့ရတယ်ဗောနော်ပဲပါ